你那呀，阿拉讲话的，听到话的，白眼狗变那面白狗，但阿拉这个表现讲话的呀，你呀，瞧也懂了，那汤呢那是啊，喏，瞧懂了那汤那是啊。但我也从我老母跟你偶尔的哈喽表表他们这边呢，这个表嘛，安那的，真的，都那的，真的表啊，呀那。ဒီမာလဝီးပါကြတိတယ်ဗလားဒီဘောလခဲဟိုသူကလာတိုက်တယ်လူအိမ်က200လောက်နဲ့လာတိုက်တာကြားကြည့်တယ်အဲ့ဘယ်လဲရေရွက်တက်ကိုပေါ့နော်လာတိုက်တော့အဲ့တော့ဘာဖြစ်တယ်လဲဆိုတက်ကတိတ်ရောမပြေးကြပါဘူးတိတ်ပြီးတော့မပြေးကြပါဘူးသူတို့အလောင်းတွေပုတ်ခဲနေတာအပေါ်လေတက်တွေရောအောက်ကကြီးတဲ့တေရောပြီးတော့အမဒုံးတွေရောပုံးတွေရောအတွဲတွေရောအမုန်းကျွေးတာအော်နေမှာဗာလဲကျွန်တော်တို့ drop ဘုံးတွေကအတော့အုံလိုက်တာစောက်ချက်တာပြီးတတ်ရတာအားဒါပဲတော်ဟာဒါပဲတချို့လူတွေဆိုလို့ရှိရင်ဘယ်လိုပြောလဲဟိုနေတော့ဟိုတက်တွေပါညာမို့အင်ကြီးတွေချုပ်ပြီးထွက်ပြေးတာဟာအများကြီးတိတ်တဲ့လူတွေကရာ200လောက်လာတာသူတို့ပြန်သွားနိုင်တာဆိုလို့340လောက်ပဲပြန်ပို့သွားမှတယ်နဲ့သူတို့အတိုင်းရှင်နဲ့ထွက်သွားကြတာအသိတော့တွေများနေအကြမ်းဖက်တွေဘယ်တည်းကပြောသလိုကျွန်တော်ဒါအကြမ်းဖက်တွေတော့ကတော့မရေရတဲ့မနှက်ပြပါတော့မရေရမနှက်ပြအောင်အတွေးတွေကိုသူတို့ဒါဖြောက်နိုင်မှအဆင်ပြေမှထင်တယ်နော်သူတိုက်ဖို့စိတ်ခေါ်လိုက်တဲ့ဟာတွေကတော်တော်များများကအကြအဆုံးတွေများနေဘာမှလည်းပို့ဆို့ဆက်လာလည်းလာသေးလေးတွေပဲသူတို့လာသေးကချင်လည်းလာသေးပဲရခိုင်ပို့ဆိုးသွားပြီရခိုင်ကပို့ဆိုးသွားပြီရခိုင်အေးတွေပို့ဆိုးသွားပြီဘာဖြစ်လို့ဆိုရခိုင်မျိုးတုံးအောင်လို့အေးရတုံးနေတာပို့ဆိုးသွားပြီရခိုင်ပြည်သူတွေကလည်းအေးကိုလက်မခံကြတော့တရင်ပြီးတော့ဘာဖြစ်လဲတက်ကတော့ရတာပေါ့နော်စစ်တွေမှာဆိုလို့ရှိရင်အတွဲလိုက်ဒီကစ်တာတုံးနေရွာရ၄ရောက်လဲတောက်ချောက်ပြန်လာကျဲပိုက်တာလေ29လောက်ကတော့ကစ်ပါကျုံးတာအုံဆိုတာပဲအေးရအခုတော့ဟိုနေမှာဗျဘယ်လိုပြောလဲဆိုတော့ကျွန်တော်တို့ပုံနဲ့ကျုံးဘက်မှာသူတို့ကဘယ်လိုလဲဆိုတည်တဲ့လူတွေတအားများတဲ့အခါကျတော့မောင်းအားဆုံးမတော့နိုင်တော့မုတ်တီတွေနဲ့ရက်လေဆုံးနေပါတော့အဲ့လိုဒါလည်းလုပ်ပေးနေမှာလေဘာပြောကျွန်တော်လူခုံလူတိတ်ခါကျသူတို့အယူဆကြောင့်ဒါလည်းလုပ်ပေးတယ်ဒီစီပွဲမှာတည်တာလေအေးဆိုတောင်းနဲ့ချီနေတောင်းကြီးပိုင်းတော့တောင်းအောင်တော်တောင်းကြီးပိုင်းတော့ဖြစ်နေအေးတွေတည်တာပိုးစိုးပါစတည်တာအဲ့ပိုးစိုးပါစတည်တဲ့ဂျားတဲ့ကောင်ကအသက်ကြီးတဲ့လူတွေလည်းလိုက်ပြီးတော့စုနော်အဲ့တက်ကဟိုအရာရှိတူပြောတဲ့စကားလေးတော့ကျွန်တော်ပြန်ပြီးပြောပြအောင်ဟာပိုင်ရတဲ့ငါမျိုးဒီကောင်တွေဘလို့ဒဲတော့ငါလည်းမသိဘူးလေဒီကောင်ကတရေတွေလားဇွန်မီတွေလားဒိုသိမို့ဘာလဲမသိဘူးခါတပိုင်းမရှိတော့ဘူးတဲ့အောက်ကဦးတွေကမြေကြီးမှာတန်းတိုင်းဖြစ်နေမှာရခိုင်ကအေးတွေနော်ဦးတွေကနောက်မှာတန်းတိုင်းဖြစ်နေမြေကြီးတွေနဲ့တဲတဲ့မျိုးစားအဲ့လက်နှစ်ဖက်ကျန်တဲ့ကြောကုန်းတက်လာတာလေငါဒီဘက်ကတွေးကြည့်ပြီးတော့ကြောင်နေဟိုနေဘယ်လိုလုပ်ရမလဲပေါ့ဟိုနေကဲဝင်ကွာနှစ်ဖူးကတဲပြလိုက်တော့ဆိုပြောလိုက်နှစ်ဖူးတဲပြပြီးတော့မှအဲ့တော့မှနောက်ကိုလမ်းကြပြီးသေသွားတယ်တဲ့ငါတို့မှလည်းမလုပ်ရဘူးကြည့်နေဒါမှသူတို့ကဘာတွေစားပြီးတော့ဘလို့တော့အဲ့လောက်ကြီးတော့ဖြစ်တာကြောက်စရာကြီးတော့တယ်ပဲဒီကောင်လေးကဲဟိုနေရတယ်စေးကျွေးပြီးတော့တော်တော်ဒုက္ခပေးလာတယ်အဲ့အေးဒီကောင်လေးမျိုးပြုတ်ပြီးတော့ဒီကောင်လေးတော်တော်ကြီးကအကြမ်းဖက်မှုဟာရိုင်းနဲ့အကြမ်းဖက်မှုတွေဖြစ်နေရိုင်းနဲ့အကြမ်းဖက်မှုဆိုတာသူတို့ရယူလို့တဲ့စိတ်တစ်ခုတည်းနဲ့လောဘတစ်ခုတည်းနဲ့ဒီသူတို့ရခိုင်ပြည်နယ်မှာရှိတဲ့နော်ဟိုလူမျိုးပေါင်းစုံပေါ့အမှလည်း9မျိုးလူမျိုး9စုလောက်နေထိုင်တာဆိုအကောင်ကမန်းနေကောင်မညာအကောင်လုံးဆွဲခေါ်ပြီးတော့အမှစေးရင်ချမူယူကွဲပြီးဆိုမှအမှရောဒီလိုကပြည့်ရတယ်ဒီလိုကထည့်ရတယ်ဒီလိုကဒါပဲပြီးတော့တိုက်ဆိုတော့တေးချာတွေးကြည့်လိုက်လေရခိုင်ပြည်သူတွေတေးချာတွေးကြည့်လိုက်ပါနော်တေးချာတွေးကြည့်လိုက်ဒါတကယ်ဘယ်သူတွေကလာပြီးတော့ရခိုင်ပြည်သူတွေကိုဒုက္ခပေးနေတဲ့တက်နေလဲဆိုတာကိုဒါအတိတရားတွေတတိတရားတွေရှိဖို့လိုတယ်အဓိကဒီဟာပြောချင်တာကထောက်ပံ့ရေးလမ်းကြောင်းတွေတွားနေတဲ့ပုံကိုယ်တွေရန်ကုန်ဘက်ကနေပြီးတော့အများကြီးရှိတယ်ကျွန်တော်တို့သိတယ်တတိနဲ့ရှိတယ်သိတယ်သို့တော်လည်းပဲသူကလည်းသူဟိုဘယ်လိုပြောလဲဆိုတော့ကျွန်တော်ကလည်းတူသားတွေတူနာတွေတိတ်ပြောတာတော့မရှိဘူးဒါပေမဲ့ဟိုရက်တန့်စေခြင်းတယ်ဗျာနော်ဘာဖြစ်လို့ဆိုတော့ပြည်သူတွေကိုဒါထိုးတက်နေတယ်လို့ဖြစ်လို့နော်ရခိုင်အကြမ်းဖက်အေးတွေကိုထောက်ပံ့ပေးနေတဲ့ရခိုင်မျိုးကောင်းသားသမီးတို့လည်းဒါကျွန်တော်ပြောချင်တာကဒါကဟိုတော်လည်းလည်းမဟုတ်ပါဘူးနော်ဒါနေမြေသိရေးလည်းမဟုတ်ပါဘူးဒါပုံကန်ရေးတည်တံ့တစ်ခုသာဖြစ်ပါတယ်ပုံကန်ရေးဖြစ်နေတဲ့အတွက်ဒါကအသေးပြောက်လည်းများပါပုံကန်တဲ့နေရာမှာလဲကိုနဲ့ level တန်းကိုပုံကန်နေဆိုရင်ဒါပြဿနာမရှိဘူး level နဲ့တားကြီးကွာနေတဲ့ဟာကိုပုံကန်တာလဲအမတန်ကိုတက်တည်တာလဲဖြစ်သွားတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့က area ဒါကျွန်တော်ရဲ့သုံးသက်ချက်ရကျွန်တော်သူတို့တိုက်ပွဲတွေတောက်လျှောက်ကိုကြည်လာတဲ့အချိန်မှာသူတို့က
အဓိကနင်းရေးဆိုမိုးချင်တာတဲ့တေးမယ်ဆိုတာပြည်သူတွေတေးမယ်ဆိုတော့လူတိုင်းသိတယ်ဒါကြီးကလည်းထိန်းလို့တိတ်လို့မရအခုသူကသူ14မြို့နယ်ပဲရပါတယ်မလားသူဘယ်နေရာမှာအုပ်ချုပ်ပြီးဘယ်နေရာမှာစီးပွားရေးလုပ်ငန်းဘယ်နိုင်ငံထဲမှာလည်းချိတ်ဆက်လို့မရလို့ဘာမှလုပ်လို့ရမှာမဟုတ်အဲ့ဒါကိုသိရသားနဲ့တန်းတော်ကလည်းတကယ်မလုပ်ဘဲနဲ့ဘာဖြစ်လို့လဲဆိုငဲညာနေတဲ့အပိုင်းလေးရှိနေတာကိုလည်းသူတို့သိရသားနဲ့ဒါတက်ထိုးတက်တာပဲဖြစ်တယ်နော်ပြည်သူတွေကိုသူထိုးတက်ပြစ်တာလို့ပဲကျွန်တော်နဲ့တုံးတက်လို့ရတယ်တန်းတော်မှာလက်နက်တွေကအစိမ့်မြင့်နိုင်ငံတကာအစိမ့်မြင့်လက်နက်တွေအများကြီးပဲဒါဒီနေ့ဆိုလို့ရှိရင်ရုရှားနိုင်ငံတွေမှာတကယ်SU-47 တို့ဘာညာတောက်လျှောက်ပို့ပေးတာ6စီးလားပါလားမသိနော်ဒါတိုင်းပြည်တော့ကာကွယ်ဖို့တော့ကိုလုပ်ပေးတာဒါဗကြုံမျိုးမင်းအောင်လိုက်ခီးစင်ဒီမှာဒါလည်းကျွန်တော်ချို့ရတယ်ပဲပြောသေးပါနောက်ပိုင်းကျမှဒါသတင်းတွေတက်လာလိမ့်မယ်နော်တချို့ကကြောင့်ကျွန်တော်ညှို့ဝက်တွေဖြစ်လို့တိတ်မပြောချင်သေးဘူးနော်ဒါကျွန်တော်သိရှိတာတော့ဒီကတော့အရန်များနေလို့ရှင်လည်းများတိုင်းပြောလို့မရတာရှိတယ်အဲ့တော့အေးတွေကအခုဘယ်လိုဖြစ်သွားလဲဆိုတော့ကြောက်ဖြူမှလည်းအတကုံလိုက်ကြိတ်တာဒီကောင်တွေပုံစံနာမရှိဘူးမနေ့ကဆိုလည်းစကမ်းပေါင်းဆိုတော်တော်များများမနေ့ကတနေ့တည်းစကမ်း3-4ခုလောက်ပိတ်သိမ်းလိုက်တယ်နော်ဒီအမ်ဘဒန်လန်းဆိုတော့ပြောစရာမလိုအေးကတကောင်တွေ့တကောင်ရှင်းတာတကောင်တွေ့တကောင်ရှင်းအဲ့လိုဖြစ်သွားပြီ4-5 ရောက်တော့အဆုမခံအောင်တက်ကတကောင်တွေ့တကောင်ရှင်းတကောင်တွေ့တကောင်ချဒါပဲအတုံချတော့ကဒါမျိုးတွေဖြစ်ကုန်ပြီဒါအောင်တွေကို short မပေးတော့ပြီးတော့နိုင်ခံသွားတယ်တဲ့နိုင်ကရောတော့တည့်မှာတို့ဘယ်လိုပြောမလဲဆိုတို့ကြည့်လို့တော့မရတဲ့နေရာမျက်လုံးကလမ်းကြည့်မျက်လုံးပေါက်မနေရလေအဲ့နေရာတွေကတည့်မှာတကယ်ကိုတက်လို့ view ရတယ်အောက်တော့ရောက်သွားကပ္ပစဆုပ်တွေရောက်သွားဒါအောင်ဘယ်သူကတော့မှာလဲစဉ်းစားလေအယူလာထားတယ်အသေးလားခံတာအဲ့တော့စိတ်မကောင်းဘူးဗျာကျွန်တော်ကတော့အမှန်ကပြောဒီတနိုင်မျိုးတနိုင်မှာဆိုလို့ရှိရင်မနက်ကဒါ KIA စကန်းကိုဘယ်သူတွေနဲ့သွားပြီးတော့တိတ်လိုက်လဲဆိုတော့ဝါစုပ်ပြည်သူစစ်ကတက်မလို့ပဲပေါင်းပြီးတော့တက်ကြိတ်တာအမှန်ကန်ကြိတ်တာဟာဒီကောင်လေးဖက်တဲ့တရားစားအကုန်လုံးတွေ့တယ်ဖက်တဲ့တွေပါထားခဲ့တာအကောင်လေးပြေးတာဖက်တဲ့မပန်တန်အောက်ကဆူးမှာဗောဟုတ်တယ်မအဲ့ဒါကြီးပါချွတ်ချိတ်ပြီးတာဒီကောင်လေးအတက်လွတ်အောင်ပြေးနေပြီအဲ့တော့ဘာလဲဒါကျွန်တော်ပြောချင်တဲ့စကားကနောင်သားရတဲ့နီအကြမ်းဖက်နေနောင်သားရတဲ့နီနော်ဒါအများစုရွှေဘိုလမ်းမှာဆိုလို့ရှိရင်လည်းဒါ PDF နော်အကြမ်းဖက်တွေဒါစက်ကြီးကောင်းနေတဲ့လမ်းကြောင်းတွေတပြည့်ရတက်မှာမသိဘူးမဟုတ်သိတယ်မလုပ်ဘူးမဟုတ်ဆိုရောက်လာနိုးနဲ့စောင့်နေတဲ့အတိုင်းအတာတစ်ခုကြော်လွန်နေပြီအရန်နီးကပ်နေပြီရက်ကလည်းသူတို့တတ်မှတ်ထားတဲ့ရက်အတွင်းကိုလက်ခံနေတာတတ်မှတ်ထားတဲ့ရက်ထက်ကြော်လွန်သွားလို့ရှိရင်ဒါ PDF ညီငယ်ညီမငယ်တို့ဒါကိုကြီးပိုင်ရဲ့ကိုကအားလုံးမသိသေးတဲ့ဆန္ဒတစ်ခုနဲ့ပြောတဲ့စကားဖြစ်တယ်။နောက်ရွှေဘဘက PDF တွေစကိုင်းဘက်က PDF တွေနောက်TLL နဲ့ပေါင်းနေတဲ့မိုးကုတ်မရဘက်က PDF တွေတောင်းတော့အနေနဲ့ကသူတို့ကရဲတက်မှတ်ထားတဲ့အချိန်ခါရှိတယ်။ကိုပိုင်းတို့ကပြောလို့မဖြစ်လို့မပြောတာအဲ့တိုင်းတာတစ်ခုတည်းကြော်လွန်သွားလို့ရှင်းလေးဒါရှင်းလေးတုတ်တင်ရေးဆိုတဲ့အဖွဲ့ထပ်ဖြစ်လာနိုင်တယ်။ရှင်းလေးတုတ်တင်ရေးဆိုအကြမ်းဖက်ရှင်းလေးတုတ်တင်ရေးဆိုတာကြီးထပ်ပြီးပေါ်လာပြီဆိုတာနဲ့အကြမ်းဖက်မြင်တာနဲ့ဒါအပြတ်ရှင်းဖြစ်သွားမယ်အစွဲခေါ်မရှိတော့ဒီချိန်ဒီကာလလေးမကြောခင်သူတို့ကာလစီကံတက်ပေါ့ကွာဒီလိုကာလစီကံတက်မှတ်ထားတဲ့အချိန်ကာလတစ်ခုလာပြီးတော့လက်နဲ့စွန့်တာပဲဖြစ်ဖြစ်လက်နဲ့ချတာပဲဖြစ်ဖြစ်တောင်းတော်နဲ့ပူပေါင်းတာပဲဖြစ်ဖြစ်မင်းတို့လှုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်မျိုးခုံကိုမျိုးရိုးခုံမှာရောက်ကိုယ့်ရဲ့တမိုင်းမှာပေါ့အရန်ကောင်းသွားပါလိမ့်မယ်နိုင်ငံကြီးတွေလည်းကောင်းသွားပါလိမ့်မယ်နော်မိုးကုတ်ကဝိုင်းနာပြီးလို့မိုးကုတ်ကကစ်တော့မဲ့အချိန်ကမကြခင်ချက်လေးမှာမကြခင်ချိန်လေးမှာတိတိတတ်တာကြီးတိတိတက်ဖြစ်သွားမယ်မိုးကုတ်တွင်တွက်တွေခိုးနေတာကိုသိပေမဲ့ဒါပေမဲ့တောင်းတော်အနေနဲ့ကဒါတက်နိုင်လောက်ထိငဲညာနေတာရှိတယ်မကြခင်မှာမိုးကုတ်တဲ့အမျိုးဖြုတ်တော့မယ်ဆိုတဲ့ TNL လေးကိုဒါလာလိမ့်မယ်သတင်းတွေအများကြီးလာလိမ့်မယ်နော်အားလုံးကြမ်းပါပါသေးလားချိန်ပြီးသွားလို့အကြံဖက်ဒီကိုတော့မပြောချင်ဘူး PDF ညီကညီမငယ်တွေတကယ်တိုင်းပြည်ကိုချစ်ပါတယ်ဆိုရင်တမန်တော်လက်တွဲပြီးတိုင်းပြည်တိုးတက်အောင်လှုပ်ဆောင်ပေးကြပါလို့ပြောချင်ပါတယ်ဗျာအားလုံးကြမ်းပါပါသေးချမ်းသာပါသေးနော်